လာပါရှင်မန္တလေးခေတ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆွဲသတင်းများကိုစားတစ်တက်ဆက်ပေးတော့မှာဖြစ်ပါရရှင်နေပြည်တော်မှာစစ်ဗိုလ်ချုပ်ကြီးတို့အချင်းချင်းမယုံကြည်မှုတွေဖြစ်ပြီးပွဲဆွနေကြကြောင်းသိရှိရပါတယ်နိုင်ငံတကာရဲ့ယုံကြည်မှုမရှိသလိုလူမျိုးတုံးတပ်ဖြတ်မှုကိစ္စကြားဖြန့်ကိစ္စတွေဟာသူတို့ကိုဇက်သိမ်းစေမယ့်အရာဖြစ်လာခဲ့ပြီးဖြစ်ပါတယ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းရန်ထုတ်ဖို့ဂမ်ဘီယာနိုင်ငံနဲ့အာဂျင်တီနာနိုင်ငံကပြင်ဆင်နေသလို ICC တရားရုံးကနေလည်းဆင့်ခေါ်ဖို့လုပ်နေကြောင်းသတင်းတွေထုတ်ပေါ်နေခဲ့ပြီးဖြစ်ပါတယ်ယခုအခါမှာလည်းမြောက်ရီနဲ့ဆက်ကကေပါကကြားဖြတ်ကိစ္စမှာဘုံမူကြီးစောချစ်သူကိုနောက်ွယ်ကနေအတိအကျိုးကိုင်ခဲ့တဲ့သူမှာနေပြည်တော်ကစစ်ဗိုလ်ချုပ်ကြီးတွေဖြစ်ကြောင်းထိုင်းအစိုးရကပြောဆိုထားကြောင်းသိရှိရပါတယ်။ကြားဖြတ်ကိစ္စကိုအပိသက်နေနေချင်းစောချစ်သူအပေါင်းဝင်နောက်ွယ်ကလူတွေကိုဖမ်းဆီးအရေးယူရမယ်လို့ပြောဆိုထားကြောင်းချက်ချင်းအကောင့်ချက်ဖို့ကတရုတ်အစိုးရကမီးစိမ်းပြဖို့ပြင်ဆင်နေကြောင်းလည်းသိရှိရပါတယ်။ဆက်လက်ပြီးတော့မြန်မာမှာစစ်ရဲစုမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုပုံမဆိုးရလာနေကြောင်းUN ကတတိပေးလိုက်ပြီးဖြစ်ပါတယ်စစ်တပ်ကဖမ်းဆီးထားတဲ့သူတွေကိုနှိပ်စက်တာတွေလိပ်ပိုင်းဆိုင်အကြမ်းဖက်မှုတွေရဲ့တက်တဲ့အထောက်ထားနဲ့အမိတ်ပေးစစ်ခိုင်းသူတွေကိုစုံစမ်းသိရှိထားပြီးဖြစ်တယ်လို့ INMN ကလည်းပြောဆိုထားပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာစစ်ရဲစုမှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကပုံမဆိုးရလာနေပြီးတန်းနဲ့ချီတဲ့ပြည်သူတွေဟာနိုင်ငံအနှံ့မှာဆင်းရဲဒုက္ခတွေခံစားနေရကြောင်းကုလသမဂ္ဂက UN ကတတိပေးခဲ့တာဖြစ်ပါတယ်UN ရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရန်ရာ INMN အကြီးအကဲနီကိုလတ်ကွန်ဂျီယန်ကမြန်မာနိုင်ငံထဲမှာနိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ဖြစ်စဉ်တွေဟာအကျဉ်းအရရောဂျန်နန်ပြင်းထန်မှုအရာပါပုံမှုအရှိန်ဟုန်မြင့်တက်လာနေကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားမျိုးနွယ်စုဝင်တွေဟာအဲ့ဒီထိခိုက်မှုတွေကိုအဆိုးရွားဆုံးခံစားရရှိကြောင်းအာဏာသိမ်းစစ်တပ်ဟာဖမ်းဆီးထိန်းသိမ်းထားတဲ့အရသားတွေအပေါ်မှာနှိပ်စက်တာတွေလိပ်ပိုင်းဆိုင်အကြမ်းဖက်မှုတွေကျူးလွန်နေဆိုတဲ့အထောက်အထားတွေလည်း INMN ကရရှိထားကြောင်းပြောဆိုထားဖြစ်ပါတယ်။ကျူးလွန်တဲ့သူတွေရောအဲ့ဒီဆက်ဆုပ်စရာလုပ်ရတဲ့အတွက်အမိတ်ပေးခဲ့တဲ့စစ်ဦးစီးတွေကိုပါ INMN ကစုံစမ်းသိရှိထားပြီလို့လည်းဂွမ်ဂျီယန်ကဆိုထားဖြစ်ပါတယ်။သူဟာစစ်တပ်ဟာပြည်သူလူထုကိုချိန်ချောက်တဲ့အဓိပ္ပာယ်နဲ့ကွပ်မျက်တာတွေကြောင်းတွေဆေးတွေနဲ့ဘာသာရေးအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခတ်တွေလှုံ့ဆော်ခဲ့တယ်လို့လည်းဆွဆွဲပြီးအထူးသဖြင့်လေကြောင်းကနေဘုံကျဲတာတွေကိုအရှိန်နဲ့အုံပြစ်လာနေကြောင်းလည်းထောက်ပြခဲ့တာဖြစ်ပါတယ်။အရခတ်တော်ရေးနဲ့စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်နေရရခိုင်ပြည်နယ်မှာတော့ပြည်သူတွေဟာဆင်းရဲနွမ်းပါးမှုနဲ့ငတ်မှုတွေဘေးဆိုးတွေနဲ့ပါရုပ်ကက်နေရကြောင်းသူအဆိုထားဖြစ်ပါတယ်။ INMN ဟာရခိုင်ပြည်နယ်ထဲမှာပြည်သူတွေကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေကွပ်မျက်မှုတွေမရိမှုတွေညင်မနှိမ့်ဆက်မှုလူတန်းချက်ဆန္ဒအထောက်ပံ့တွေကိုပိတ်ပင်တားဆီးမှုဖြစ်စဉ်တွေကိုလည်းမှတ်တမ်းယူစင်းပြုစုနေကြောင်းဂွမ်ဂျီယန်ကခုတရင်ပတ်အစောပိုင်းတုန်းက UN အထွေထွေညီလာခံအစည်းအဝေးမှာတင်ပြခဲ့တာဖြစ်ပါတယ်။မြန်မာလူ့အခွင့်အရေးဆိုင်ရာ UN အထူးကိုယ်စားလှယ်တွန်အင်ဒရူကလည်းမြန်မာနိုင်ငံရဲ့အခြေအနေဟာပုံမပြီးဆိုးရွားလာနေတယ်လို့လူပေါင်း22တန်းနေပါလောက်ဟာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ပြီးပြည်သူ16တန်းဟာဆာလောင်မှုတိတ်မှုကြောင့်အပြင်းထန်ခံစားနေရတယ်လို့လည်းသူအသတိပေးခဲ့တာဖြစ်ပါတယ်။မဆလာတို့ကမြန်မာနိုင်ငံအလဲပိုင်းမှာလုပ်ခဲ့တဲ့ငလင်ကြီးကြောင့်လူတွေထောင်နဲ့ချီတည်ဆုံးခဲ့ပြီးတိမ်နဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းအဲ့ဒီချိန်မှာစစ်တပ်ဟာတပွားဘေးတင်ပြည်သူတွေကိုကူညီမဲ့အစားအဆိုးရွားဆုံးလူသားရေးရာအကြက်တစ်ခုဖြစ်လာအောင်ရည်ရွယ်ချက်ရှိတွန်းပို့ခဲ့ကြောင်းတွန်အင်ဒရူကပြောဆိုထားပါတယ်။ပြည်သူတွေအကြက်ရနေတဲ့အချိန်မှာစစ်တပ်ဟာလူသားချင်းစာနာမှုအကူအညီတွေကိုပိတ်ပင်တာတွေအကူအညီပေးသူတွေကိုချိန်ချောက်တာတွေလူငယ်တွေကိုစစ်မှုထမ်းခံဖို့အတင်းကျပ်ဖမ်းဆီးတာတွေလုပ်နေရင်းနဲ့ရင်းနစ်သူကိုဝါကူထိုးခဲ့ကြောင်းပြောဆိုထားဖြစ်ပါတယ်။ကွန်ဂျီယန်က INMN ဟာဗန်နာရေးအကျက်တဲ့ကြောင့်ကျွမ်းကျင်သူတွေအပါအဝင်ဝန်ထမ်းအင်အားသုံးပုံတစ်ပုံလောက်ကိုရှော့ချခဲ့ရပြီးအကျိုးဆက်အနေနဲ့ပြည်မှုကျွမ်းသူတွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိအပြည့်ပေးဖို့နိုင်ငံတကာအားထုတ်မှုတွေကိုအာရုံသွားစနိုင်ကြောင်းလည်းတရိပ်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံကပြည်သူတွေအတွက်ရှင်းရှင်းလင်းလင်းပေးပို့ဖို့လိုအပ်နေတဲ့သတင်းစကားကတော့ကဘာကြီးဟာအရာသားတွေအပေါ်မှာပြည်မှုကျွမ်းနေတဲ့ဖြစ်ရတွေကိုမျက်ကွယ်ပြစ်မချဘူးဆိုတာအသိပေးဖို့ဖြစ်ကြောင်းသူကပြောကြားသွားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ UN ထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကလည်းစစ်တပ်ကတစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြောင့်လည်းပိုပြီးကျန်းတဲ့အခြေအနေတွေမတည်ငြိမ်မှုတွေဖြစ်လာစေတယ်လို့ဆိုထားဖြစ်ပါတယ်။အတိုက်ခံအင်အားစုတွေကအဲ့ဒီရွေးကောက်ပွဲဟာတရားမဝင်ဘူးလို့သတ်မှတ်ငြင်းဆိုထားကြောင်းရွေးကောက်ပွဲတစ်ခုဟာအကျိုးဆက်တွေကိုကြည့်ဖို့လိုအပ်ပြီးလူအသက်တွေပြုံးတည်တဲ့ဦးတည်မှုစီမသွားတဲ့ကြောင်းမှတ်ချက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့စစ်မှုထမ်းဥပဒေကင်းလို့အခွင့်ဥပဒေကြမ်းတင်ပြထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်းရှိပြည်သူများအနေဖြင့်အကြောင်းအမျိုးမျိုးကြောင့်စစ်မှုမထမ်းလိုပါကစစ်မှုထမ်းဥပဒေကင်းလို့အခွင့်တော်ဥပဒေကြမ်းရေးဆွဲ၍သက်ဆိုင်ရာသို့တင်ပြထားသည်ဟုနိုင်ငံရေးလေ့လာသုံးသပ်သူဒေါက်တာအောင်မျိုးက CNN သတင်းဌာနထံပြောဆိုထားပါတယ်။နိုင်ငံတော်ကကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရွေ၍ပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်စတင်အာဏာတည်စေခဲ့ပြီးလက်ရှိအချိန်၌ပြည်သူစစ်မှုထမ်းတင်တဲ့အပတ်စဉ်18အထိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ပြည်သူစစ်မှုထမ်းဆောင်ခြင်းမှာကင်းလွတ်ခွင့်အခွင့်တော်ဆိုတဲ့ဥပဒေကြမ်းတစ်ခုရေးဆွဲထားပြီးဖြစ်ကြောင်းထို့ဥပဒေကြမ်းနိုင်ငံတော်မှအတည်ပြုခဲ့မဲ့ဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်များအားအဖက်ဆယ်နိုင်လိမ့်မည်ဖြစ်သည်ဟုနိုင်ငံရေးလက်လာတုတ်တက်သူဒေါက်တာအောင်မျိုးမှ CNN သတင်းဌာနချုပ်ပြောဆိုထားဖြစ်ပါတယ်။ဒါကကျွန်တော်ရဲ့ idea တက်ပါကျွန်တော်ကတော့စစ်မှုထမ်းဆောင်ခြင်းမှာပြည်သူစစ်မှုထမ်းဆောင်ခြင်းမှာကင်းလွတ်ခွင့်အခွင့်တော်ဆိုပြီးတော့အဲ့ဒီဥပဒေကြမ်းတစ်ခုကိုကျွန်တော်ကရေးထားပါတယ်။ရေးထားပြီးတော့ကျွန်တော်ကစစ်မှုထမ်းဟောင်းအဖွဲ့ကကျွန်တော်တို့ဘိုးကြီးခင်မောင်စင်ပေါ့သူကနေတဆင့်ကိုကစစ်မှုထမ်းဟောင်းခန်းစားချက်တွေကိုတင်ပြပေးပါဆိုပြီးတော့နိုင်ငံတော်ကိုဆက်ပြီးတင်ပြပေးပါဆိုပြီးကျွန်တော်ကအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့အခုချက်ထိတော့ဒါကအချက်မလာသေးပါဘူးကျွန်တော်ရဲ့အဲ့ဒီဥပဒေကြမ်းကိုပုံနဲ့ပါရေးထားတာပေါ့အတည်ပြုခဲ့မယ်ဆိုရင်တော့အခုအကြောင်းမျိုးမျိုးကြောင့်စစ်မှုမထမ်းဆောင်တဲ့ပြည်သူတွေကအခွင့်ပေးဆောင်တာနဲ့ကင်းလွတ်ခွင့်ရမယ်ဆိုရင်တော့နိုင်ငံတော်ချက်ကိုအဲ့ဒီအပြင်ကိုထွက်သွားတဲ့လူငယ်တွေနောက်ပြီးတော့ကျွမ်းကျင်တဲ့လုပ်သားတွေပညာရှင်တွေပြန်ဝင်လာတဲ့အခါမှာတိုင်းပြည်စီးပွားရေးကပြန်မြင့်လာမယ်လူဦးရေလည်းပြန်မြင့်တက်လာမယ်ဆိုတော့အဆက်ဆက်အရာပေါ့နော် GDP အကုပ်ပါသွားမှာပေါ့အဲ့ဒီအချက်ကတော့လိုပါတယ်အဲ့ဒါကတော့အဓိကနိုင်ငံရေးချက်ပေါက်နဲ့အဲ့ဒီဥပဒေထုတ်ပြန်လိုက်ပြီးတော့ကျွန်တော်တို့ထိန်းသိမ်းရမယ်တဘောပါပဲလို့၎င်းပြောဆိုထားပါတယ်လက်ရှိမြန်မာနိုင်ငံတွင်စစ်မှုထမ်းဥပဒေကြောင့်မြန်မာနိုင်ငံအကျွေးရှိလူငယ်လူရွယ်များပြည်ပနိုင်ငံများတို့ထွက်ခွာသွားကြသလိုစစ်မှုထမ်းဆောင်ရွက်ခေါ်ဆောင်ခြင်းခံရမှုကြောင့်အလုံးလုံးနိုင်တဲ့လူငယ်လူရွယ်လူဦးရေမှာရော့ကျလာခြင်းဖြစ်နေကြောင်းစီးရဲတဲ့နိုင်ငံရေးအကဲခတ်များကထောက်ပြခဲ့ကြဖြစ်ပါတယ်။ထို့နောက်လူဦးရေရော့ကျခြင်းနဲ့အတူအလုပ်သမားရှားပါခြင်းကုန်ထုတ်လုပ်ငန်းများနေကွေးလာခြင်းလူဦးရေရော့ကျခြင်းဘေးအန္တရာယ်များကြုံတွေ့လာရခြင်းစတဲ့အခြေအနေများကိုလည်းရင်ဆိုင်လာရနေကြောင်းစီးရဲတဲ့နိုင်ငံရေးအကဲခတ်များကထောက်ပြခဲ့ကြတာပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံတွင်မြန်မာတပ်မတော်တဲ့လက်နက်ကိုင်အင်အားစုများအကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေခြင်းကြောင့်နှစ်ဖက်စလုံးကစစ်မှုထမ်းရအကျွဲလူငယ်လူရွယ်များအားခေါ်ဆောင်ခြင်းဖန်ဆီးခြင်းများအရှင်းမြင့်လှုံ့ဆော်လာနေတာဖြစ်ပါတယ်။ထို့ကြောင့်လက်နက်ကိုင်ဆောင်ထားကြတဲ့အဖွဲ့အစည်းများရဲ့စစ်မှုထမ်းခေါ်ဆောင်ခြင်းများရပ်တန့်နိုင်ရအကျွဲနိုင်ငံရေးပါတီများနဲ့နိုင်ငံရေးအကဲခတ်များကနီလန်ပေါင်းဆိုဖြင့်ကြိုးပမ်းနေရှိတဲ့ကြောင်းသိရှိရပါတယ်။မြန်မာတပ်မတော်နဲ့လက်ရှိလက်နက်ကိုင်ပြည်ပခါများဖြစ်ပွားနေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တို့နိုင်ငံရေးတွေ့ဆုံမှုများပြုလုပ်တဲ့အခါမှာကိုယ့်အတွက်ပဲဆိုတဲ့စိတ်ဓာတ်မျိုးမရှိရင်လို့အကြောင်းနဲ့ငင်းဆိုင်လုပ်ငန်းစဉ်တွေပါဝင်လို့ဆောင်နေသူဥခွန်းဆိုင်ကလည်းပြောဆိုထားဖြစ်ပါတယ်။နိုင်ငံရေးအရပြုဆိုဆွေးနွေးမှုများပြုလုပ်ပြီးဆိုပါကတူအတွက်ကိုအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးနှစ်ဖက်အင်အားစုတွေလိုအပ်ကြောင်းထိုမှသာတွေ့ဆုံဆွေးနွေးရအောင်မြန်မာဖြစ်ကြောင်း၎င်းပြောဆိုထားဖြစ်ပါတယ်။တိုင်းသားများရဲ့တောင်းဆိုမှုများဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုတွေ့ဆုံဆွေးနွေးပြီးမှသာပြောရရမှာဖြစ်ကြောင်းတွေ့ဆုံဆွေးနွေးမှုများမပြုလုပ်ရသေးပဲပြောရမရကြောင်းငင်းချရေးလုပ်ငန်းတွေပါဝင်လို့ဆောင်နေသူဥခွန်းဆိုင်ကလည်းပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိတွင်မြန်မာတပ်မတော်အနေဖြင့်ငင်းချရေးလုပ်ငန်းများ NCA အခမ်းအနားများလှုပ်ဆောင်ရတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့9ဖွဲ့တခြားမိတ်ဖက်များဖြစ်တဲ့ UWSA, NDAA, SSPP နိုင်ငံရေးပါတီများတို့ဖြင့်သာမြင့်တွေ့ရတာဖြစ်ပါတယ်။လက်ရှိမြေပြင်တွင်စစ်ရေးအရာဖြည့်ရှင်းနေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အားစုများနဲ့တွေ့ဆုံမှုများအားနည်းနေကြောင်းသို့သော MNDAA နဲ့ TNA တို့ကိုတော့တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုဖြင့်တွေ့ဆုံမှုများရှိခဲ့ကြောင်း KIA နဲ့ကတော့တွေ့ဆုံဆွေးနွေးတဲ့နေရာကိုညှိနှိုင်းနေဆက်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ကိုပြပြပြောင်းလဲလိုက်ပါကငြိမ်းချမ်းရေးဆောင်ရွက်မှုပိုဆင်ပြနိုင်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်များလည်းထောက်ပြခဲ့ကြတယ်ဖြစ်ပါတယ်။ထို့ပြင်သက်ဆိုင်ရာကောင်ဆောင်များအနေဖြင့်တွေ့ဆုံဆွေးနွေးရေးအတွက်ဖိတ်ခေါ်ရတွင်ကိုယ်တိုင်တွန်းရောက်ထပ်တွေ့ခြင်းတဲ့လာရောက်တွေ့ဆုံမှုများကိုလက်ခံတွေ့ဆုံနေခြင်းအပေါ်ကိုလည်းပြန်လည်စဉ်းစားသင့်ကြောင်း၎င်းထောက်ပြခဲ့ကြတယ်ဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းတိုင်းတွေ့ဆုံဆွေးနွေးရေးအတွက်အငြိမ်းစားသမရဦးသိန်းစိန်လက်ထက်ကအသုံးပြုခဲ့တဲ့လူပုဂ္ဂိုလ်များကိုပြန်လည်ထုတ်တုပ်သင့်ကြောင်းလည်းအကြံပြုချက်များရှိနေကြောင်းသိရှိရပါတယ်။ကျောင်းတက်ဆက်ပေးမှုဒီမှာပဲကြာနာကိုပြပါရှင်။အပင်နာစင်အတွက်ထူပဲကျေးဇူးတင်ရှိပါတယ်ရှင်။